ညဘက်အိမ်ရင်ဘယ်ဘက်ကိုစောင်းအိပ်ပါဒီအချက်ကိုလူအများစုကသိမသိကြပါဘူးတင်အိပ်တဲ့ပုံစံတင့်ရဲ့နှလုံးအစာအိမ်နဲ့အုံနောက်ကိုတက်ရောက်မှုရှိပါတယ်ဘယ်ဘက်ကိုစောင်းအိပ်တဲ့အခါတင့်ခန္ဓာကိုယ်ထဲမှာဘာတွေအကျိုးရှိသွားလဲဆိုတော့ပြောပြပါမယ်တင့်နှလုံးကဘယ်ဘက်မှာရှိပါတယ်ဘယ်ဘက်ကိုစောင်းအိပ်တဲ့အခါကမ္ဘာဆွေးငင်အားသွေးစည်းစင်းမှုကိုပို့ပြီးလွယ်ကူစေပါတယ်ဒါကြောင့်တင်အိပ်နေတဲ့ချိန်မှာတင့်နှလုံးကအလုပ်ပို့လို့ဆရာမလိုတော့ပါဘူးသွေးတိုးတက်တာနှလုံးတုန်တာထို့မဟုတ်အစာရင်အဆစ်ပြန်တက်တာရှိရင်ဘယ်ဘက်ကိုစောင်းအိပ်တဲ့ပုံစံကကြီးမားတဲ့ကွာခြားချက်ကိုဖြစ်စေနိုင်ပါတယ်ညာဘက်ကိုစောင်းအိပ်မိကြများရင်အစာရင်နဲ့အဆစ်ကိုလည်းချောင်းစီတွန်းပို့ပါတယ်။ဘာကြောင့်လဲ။တင်းကမနက်ခင်းမှာရင်ပူနေတာဒါမှမဟုတ်ချောင်းဆူတာတွေနဲ့နိုးလာရတာပါ။ဘယ်ဘက်ကိုစောင်းအိပ်ခြင်းဟာ lymphatic system လို့ခေါ်တဲ့ပြန်ရည်ကြောစနစ်ကိုလည်းအထောက်အကူပြုပါတယ်။ပြန်ရည်ကြောကခန္ဓာကိုယ်ရဲ့သဘာဝတန့်ရှင်းရေးစနစ်ပါ။ဒါကြောင့်ခန္ဓာကိုယ်ကအဆိပ်တောက်တွေကိုမြန်မြန်ဆန်ဆန်ဆွတ်ထုတ်နိုင်အောင်ကူညီပေးပါတယ်။တင်းအစာရင်ကလည်းဘယ်ဘက်နားမှာရှိကြကြောင်းဘယ်ဘက်ကိုစောင်းအိပ်ခြင်းကအစာရှည်စနစ်ကိုကူညီပေးနိုင်ပါတယ်။ဒါပေမဲ့တညလုံးလည်းဘယ်ဘက်ကြီးပဲစောင်းအိပ်နေလို့အဆင်မပြေပါဘူး။ပခုံးနာတာဒါမှမဟုတ်မျက်နှာအရေးကြောင့်ဖြစ်တာတွေကိုကာဝယ်ဖို့အတွက်ခဏတစ်ဖြုတ်ညာဘက်ကိုလည်းပြောင်းအိပ်ပေးပါ